မြန်မာနိုင်ငံမှာလူဖြတ်လာတာနဲ့ငယ်ငယ်ကလေးကလူကြီးတွေပြောလာတဲ့စကားတစ်ခုရှိတယ်။သူများအလုံးမလုံးချင်စာကြိုးစားမှခုလိုချင်တဲ့အရာတွေကိုရတာဝင်ငွေကောင်းကောင်းရှာနိုင်တာ။ဒါပေမဲ့ကျွန်တော်တို့ဂျန်စီတွေရဲ့ခက်မှာဝင်ငွေကောင်းကောင်းရှာနိုင်ဖို့အတွက်စာကြိုးစားစရာလည်းမလိုဝက်လက်မှတ်တွေလည်းမလိုအရင်တော့လို့အင်ဂျင်နီယာကြီးဖြတ်မှတောက်တာကြီးဖြတ်မှဒါတွေကဒီခက်မှာအလောက်အရေးမပါတော့ဒီခက်မှာအရေးပါတဲ့အရာတစ်ခုကတော့ skill ပဲကိုယ် skill ကပဲဝင်ငွေဘယ်လောက်ရလဲမရဘူးလဲဆိုတာကိုဆုံးဖြတ်ပြီးတာ skill ကပဲကိုယ့်ရဲ့ personality branding တွေကိုမြင့်တင်ပြီးတာဆိုတော့ skill ဆိုတာဘာတွေလဲဘယ်လိုနေရာတွေမှာသုံးဝင်တာလဲဝင်ငွေကျန်းနေအောင်ရှာလို့ရတဲ့ skill တွေရောဘယ်ဟာတွေလဲဆိုတာကိုဒီဗီဒီယိုထဲမှာဆွေးနွေးကြအောင် YouTube ကနေဝင်ငွေတွေရှာချင်တယ်ရချင်တယ်ကိုရုပ်ကြီးကိုပြပြီးတော့ဗီဒီယိုတွေကျွန်တော်မလုပ်ချင်ဘူးကိုမှသူတို့လို YouTuber စလုပ်မှုအတွက်လဲ startup အပြည့်စုံမရှိဘူးဆိုရင် YouTube automation စလုပ်ပြီးတော့ဝင်ငွေရှာလို့ရတယ် YouTube automation စလုပ်မှုအတွက်ဆိုရင် research လုပ်တတ်ရမယ် trend ဖြစ်နေတဲ့ niche ကိုသိရမယ် niche ထဲမှာ trend ဖြစ်နေတဲ့ content တွေကို analyze လုပ်တတ်ရမယ် video editing လုပ်တတ်ရမယ်နောက်တစ်ခုကကျွန်တော် AI သုံးသပ်ရမယ် YouTube မှာဘယ်လို content တွေကခက်စားနေလဲ audience တွေရောဘယ်လို content တွေကိုကြည့်ရတာသဘောကျလဲဆိုတဲ့အရာတွေကိုအခြေခံပြီးတော့ခက်စားနေတဲ့ niche တွေကိုလိုက်ရှာတတ်မှုလိုအပ်တယ်အဲ့လိုရှာပြီးတော့ trend ဖြစ်နေတဲ့ niche ကိုရွေးမှပဲကျွန်တော်တို့ content နဲ့ viewer တွေကိုဆွဲဆောင်နိုင်လိမ့်မယ် niche တစ်ခုရွေးပြီးဆိုပြီးတော့အသွေးထဲပေါ်ရင်ပေါ်တဲ့ content ကိုကောက်ပြီးတော့ဖန်တီးလို့လည်းမရပြန်ဘူးကျွန်တော်တို့ကအရင်ဆုံး human psychology ကိုနားလည်အောင်လုပ်ထားရမယ်ခက်တာကျွန်တော်တို့ခင်ဗျားတို့လိုလူအများစုက psychology အကြောင်းကိုသိမသိကြဘူးမသိရင်သိစရာလည်းမလိုကျွန်တော်တို့ရွေးထားတဲ့ niche ထဲမှာ trend ဖြစ်နေတဲ့ video content တွေကိုလိုက်ပြီးတော့ research လုပ်မယ်အဲ့ဗီဒီယိုထဲကအချက်တွေကိုစုပြီးတော့ကျွန်တော်တို့ video content မှာပြန်သုံးမယ်ဆိုရင်ကျွန်တော်တို့ content video ကလည်း trend ကို follow လိုက်သွားလိမ့်မယ်ဥပမာအနေနဲ့ TikTok မှာခက်စားနေတဲ့ science ရာနဲ့ပတ်သက်တဲ့ content တွေကိုကြည့်လို့ရတယ်အဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့ content တိုင်းကပေါင်းနေကြတာတွေပဲကျွန်တော်တို့ကခက်စားနေတဲ့ niche လည်းရွေးပြီးအဲ့ထဲမှာပြန်ခက်စားနေတဲ့ content ကိုလည်းရွေးပြီးဆိုရင်တော့ script နဲ့ voice over ပိုင်းကိုလေ့လာမှုလိုအပ်တယ်အဲ့အကြောင်းအရာကိုတော့ channel ထဲမှာတည်တံ့ဗီဒီယိုလုပ်ပြီးတော့သင်ပေးထားတာမလို့ဒီဗီဒီယိုထဲမှာထည့်ပြီးတော့ရှင်းပြမနေတော့ဒီအရာတွေကိုလုံးအောင်ခြုံငုံပြီးတော့ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့အတိအကသိထားလေ့လာထားရမယ့် skill တစ်ခုကပြောင်းနေတယ်အဲ့ဒါကတော့ခုကမှာ video editing ကိုတတ်ထားမယ်ဆိုရင်လူငယ်တိုင်းထက်ကိုချစ်တလန်းတာနေမယ် video editing က YouTube automation မှာတည်းမဟုတ်ဘူးနေရာတိုင်းမှာအသုံးဝင်တယ်တလားဝင်ငွေ10 lakh to 50 lakh ချားကိုလည်းဒါလေးရအောင်ရှာပေးနိုင်တယ် CapCut မှာပုံလေးတစ်ပုံထည့်ပြီးတော့စာလေးစီပြီးတော့9000-6000ယူမယ်ဆိုတဲ့အသွေးရှိနေရင်တော့ video editing ကိုမလေ့လာတာအကောင်းဆုံးပဲအဲ့ဒါကြောင့် video editing ကိုလေ့လာမယ်ဆိုရင်တလား10 lakh to 50 lakh ချားကိုရအောင်စူးစမ်းပါvideo edit ကပဲတလားဝင်ငွေ30ချီရှာပေးနိုင်တာလားဆိုရင်တော့မဟုတ်ပြန်ဘူးမြန်မာနိုင်ငံမှာ video edit နဲ့ level တူလိုက်ပြီးတော့ဝင်ငွေကျန်းနေအောင်ရှာလို့ရတဲ့တခြား skill တွေလည်းရှိသေးတယ်ဒီနေ့မှာတော့ကျွန်တော်စီကို e-sport အသင်းဖြစ်တဲ့ Mobile Legends e-sport နဲ့ PUBG e-sport ဒါပြီးတော့ကျွန်တော်ဒါဘောလုံးကြစီတွေကျွန်တော်စီကိုရောက်ရှိထားပဲဖြစ်ပါတယ် color theory, typography, alignment, contrast, hierarchy ဒါတွေရဲ့ basic knowledge တွေကိုသိထားမှ graphic designer စလုပ်လို့ရတာ mockup scale, color theory, typography, composition နဲ့ layout ပြီးတော့ကျွန်တော်တို့ print လုပ်တဲ့ knowledge ရှိမှပဲ jersey designer စလုပ်လို့ရတာဆိုတော့နှစ်ခုလုံးက graphic design ထဲမှာပါတယ်ဆိုပေမဲ့ jersey design ဆွဲတဲ့လူတွေကိုကျတော့ graphic designer လို့မခေါ်ဘဲနဲ့ custom jersey designer လို့ခေါ်တယ် jersey design ဆွဲတာလည်းသူ့မျိုးစားနဲ့သူရှိတာမလို့မြန်မာနိုင်ငံမှာတော့သူ့အားနဲ့သူအမျိုးမျိုးခေါ်ကြတာတွေရှိတယ် graphic design ထဲမှာလည်းဒီနှမျိုးတည်းမဟုတ်ဘူးတခြားမျိုးစားအများကြီးရှိသေးတယ်ဒီထဲမှာလောက်တဲ့လူများပြီးတော့ဝင်ငွေကောင်းတာတော့ branding နဲ့ identity design ပြီးတော့ကျွန်တော်တို့ UI UX design ဒါကလုံးဝ professional ကြသွားပြီးတော့ကျုံးတဲ့သူတွေအတွက်ပဲအဆင်ပြေတာကျွန်တော်တို့ကဖုန်းနဲ့စလုပ်တာများတယ်ပြီးတော့မြန်မာနိုင်ငံမှာ advertising နဲ့ marketing design တွေ social media design တွေက trend ထဲမှာရှိတယ် trend ထဲမှာရှိတယ်ဆိုတဲ့အတိုင်းဝင်ငွေလည်းကောင်းတယ်လေ့လာရတာလည်းလွယ်ကူတယ်ခက်တာပဲလေ့လာလွယ်တာပဲလေ့လာစာလေ့လာမယ်ဆိုရင်တော့ beginner တိုင်းသိထားတဲ့အချက်၅ချက်ရှိတယ်ဒါပေမဲ့အဲ့၅ချက်ကိုတော့ဒီဗီဒီယိုရဲ့ရှေ့မှာကပြောပြပေးပြီးပြီcolor theory, typography, alignment, contrast, hierarchy ဒါတွေရဲ့ basic knowledge တွေကိုသိထားမှ graphic designer စလုပ်လို့ရတာ mockup scale, color theory, typography, composition နဲ့ layout ပြီးတော့ကျွန်တော်တို့ print လုပ်တဲ့ knowledge ရှိမှပဲ jersey designer စလုပ်လို့ရတာ
graphic design တဲ့မဟုတ်ဘူး video editing ပဲဖြစ်ဖြစ် copywriting ပဲဖြစ်ဖြစ်တခြားပဲ skill ကိုပဲလေ့လာတက်ကိုတတ်ထားတဲ့ skill တခုကတော့ psychology ပဲကိုနားလာတဲ့ client တွေနဲ့စကားပြောတဲ့အချိန်ဒုက္ခ project အဖြစ်အောင် psychology သုံးပြီးတော့ communicate လုပ်ရတယ် video edit လုပ်တဲ့အချိန်လည်း viewer တွေကကိုယ့် video ကြည့်ရမဖြစ်အောင် psychology တွေကိုသုံးပြီးတော့ edit လုပ်ရတယ်ပြောရမယ်ဆိုဘယ်နေရာမှာပဲဖြစ်ဖြစ် psychology သုံးတတ်တဲ့လူအားတခြားလူတွေထက်တပန်းတာပြီးသား so ဒီထဲမှာကျွန်တော်တို့ဆွေးနွေးမှုကြံ့နေသေးတဲ့ skill တွေအချက်တွေကိုတော့ကျွန်တော်တို့အားလုံးသိကြတဲ့ကိုငိမ့်ထက်လင်ကသူ့အတွေ့အကြုံအရာတခြားလေးရှင်းပြပေးပါလိမ့်မယ် ကျွန်တော်တမိုင်းကိုပြန်ပြီးတော့ပြန်ရှာကြည့်တဲ့အခါမှာခေတ်တိုင်းမှာသူ့ရဲ့ခေတ်စားတဲ့အတတ်ပညာခေတ်စားတဲ့အလုပ်အကိုင်ခေတ်စားတဲ့ delay တွေအများကြီးရှိခဲ့ကြတယ်အဲ့ဒီထဲမှာအဲ့ဒီခေတ်နဲ့အလိုက်ညီအောင်နေခဲ့တဲ့လူတွေခေတ်ကိုမှီခဲ့တဲ့လူတွေအဲ့ဒီခေတ်ရဲ့ခေတ်စားတဲ့အတတ်ပညာတွေကိုလေ့လာလိုက်စားတဲ့လူတွေကအဲ့ဒီခေတ်မှာရှိတဲ့ရှေးဦးကြအလုပ်တွေလုပ်နေခဲ့တဲ့လူတွေထက်ကိုသူတို့ကပို့ပြီးတော့တတ်တောင့်တတ်တာလေးနဲ့လွယ်ကူကူအလုပ်တွေလုပ်ပြီးတော့သူတို့လိုချင်တဲ့နေရာတွေရောက်သွားတာကျွန်တော်တို့အများကြီးတွေ့ခဲ့ရတယ်ဒီလိုမျိုးကာလတွေတဖြည်းဖြည်းပြောင်းလဲလာတာနဲ့အမျှခေတ်ရဲ့လိုအပ်ချက်လူတွေရဲ့အကြိုက်တွေဇယိုက်တွေလူတွေရဲ့နေမှုထိုင်မှုပုံစံတွေအကုန်ပြောင်းလဲလာတယ်အဲ့ဒီနောက်မှာအလုပ်ကိုင်တွေပါတဖြည်းဖြည်းပြောင်းလဲလာတယ်အဲ့တော့ဒီနေ့ခေတ်မှာခင်ဗျားအနေနဲ့လွယ်ကူကူတတ်တောင့်တတ်တာကိုအိမ်မှာပဲကိုနေပြီးတော့အိုးမကွာအိမ်မကွာဒါမှမဟုတ်ကြိုက်တဲ့နေရာမှာနေကြိုက်တဲ့နေရာမှာလုပ်မယ်ခစ်ကိုလည်းမှီရမယ်ဆိုလို့ရှိရင်ခင်ဗျားအနေနဲ့လေ့လာသင့်တဲ့အရာတွေကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြချင်တယ်အဲ့ဒါဘာလဲဆိုတော့နံပါတ်1မပြောမဖြစ်မတီးမမြည်ဆိုတဲ့အတိုင်းပဲခင်ဗျားလေ့လာမှာ AI ကိုလေ့လာမယ် AI ကဘယ်လိုလုပ်တယ်လဲ AI ကဘယ်လောက်ထိတောင်စွမ်းအားကြီးတယ်လဲဒါကိုခင်ဗျားမဖန်တီးတတ်ရင်တော့ AI ဘယ်လိုလုပ်တယ်လဲဆိုတာတော့ခင်ဗျားသိမှရလိမ့်မယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်ခင်ဗျားနောက်ကျကြံခဲ့လိမ့်မယ်ဒုတိယတစ်ချက်ကကျတော့ communication လို့ခေါ်တယ်အဲ့တော့ဒီခေတ်မှာလူတွေတယောက်နဲ့တယောက်နဲ့ဘယ်လို communicate လုပ်လဲသူတို့ရဲ့စိတ်ထဲကိုဝင်ရောက်နေရာယူဖို့အတွက်ကိုခင်ဗျားဘယ်လိုအတတ်ပညာတွေတတ်ထားမလဲလူတွေနဲ့ပေါင်းသင်းဆက်ဆံရေးကိုခင်ဗျားဘာတွေလုပ်မလဲလူတွေနဲ့ပေါင်းသင်းဆက်ဆံရေးကောင်းရင်ကောင်းသလောက်ခင်ဗျားအနေနဲ့ပို့ပြီးတော့တိုးတက်လိမ့်မယ်ပို့ပြီးတော့လွယ်ကူလိမ့်မယ်ဒီဘက်ခေတ်ရဲ့ communication style နဲ့ခင်ဗျားဘယ်လို communicate လုပ်မလဲတတိယတစ်ချက်ကကျတော့ခင်ဗျားအနေနဲ့လူငယ်တယောက်သာဖြစ်လို့ရှိရင် freelance လုပ်ဖို့အတွက်ကိုစိတ်ဝင်စားရဲဆိုရင်ခင်ဗျားအနေနဲ့တက်ကိုတက်တဲ့ပညာတစ်ခုကဘာလဲဆိုတော့ video editing ပဲခင်ဗျား video edit လုပ်တတ်လို့ရှိရင်ကိုယ်တိုင်ကို video တွေကိုဖန်တီးလို့ရတယ်သူများတွေရဲ့ video တွေကို charges တစ်ခုယူပြီးတော့ဖန်တီးပေးလို့ရတယ်ကြိုက်တဲ့နေရာမှာနေကြိုက်တဲ့နေရာမှာလုပ်လို့ရတယ် video editing ကခက်သလားဆိုရင်မသိရင်တော့ခက်လိမ့်သိရင်တော့အရန်လွယ်ပြီးတော့အရန် powerful ဖြစ်တဲ့အတတ်ပညာတစ်ခုလို့ပြောလို့ရမယ်ကျွန်တော်တို့ကိုယ်တိုင်လည်း video editing တွေလုပ်တတ်တဲ့အတွက်ကျွန်တော် video တွေအများကြီးဖန်တီးလို့ရတယ်အလုပ်တွေအများကြီးတွင်ကျယ်ပါတယ်ကျွန်တော်ရဲ့ coaching career ကိုလည်း video editing ကအများကြီးအထောက်ပံ့နေပေးခဲ့တယ်အကယ်၍ခင်ဗျားအနေနဲ့ freelance လုပ်ချင်ပြီးတော့ video editing အတတ်ပညာတစ်ခုနဲ့ကိုယ့်ဘဝကိုရက်တည်ခြင်းနဲ့ကြိုက်တဲ့နေရာမှာနေမယ်ကြိုက်တဲ့နေရာကိုသွားမယ်အလုပ်တွေအများကြီးဖြစ်နေရမယ်ဆိုတော့ lifestyle မျိုးကြိုက်တယ်ဆိုရင် video editing ကိုမဖြစ်မနေသင်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အဲ့တော့ video editing နဲ့ပတ်သက်လို့ course တွေသင်တန်းတွေအများစွာရှိတဲ့နေရာမှာကျွန်တော်သင်တန်းလေးတစ်ခုညွှန်ပေးခြင်းပါတယ်အဲ့ဒီသင်တန်းနာမည်ကတော့ OMI လို့ခေါ်ပါတယ်ဘာကြောင့်မို့လို့ဒီသင်တန်းကိုညွှန်ပေးရတယ်လဲဆိုတော့ကျွန်တော် video editing ဆိုတာကကတ်နှစ်ခုဆက်ယုံလောက်နဲ့ transition လေးတွေလုပ်တတ်ယုံလောက်နဲ့ sound effect လေးတွေထည့်တက်ယုံလောက်နဲ့ quality ရှိတဲ့ video တစ်ပုဒ်လို့မပြောနိုင်ဘူးတကယ်ကိုမှ quality ရှိတဲ့ video တွေဖန်တီးခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ 3D editing လို့ခေါ်တဲ့ 3D ပုံလေးတွေ video လေးတွေကျွန်တော်ကစားတတ်ရတာတွေရှိမယ်ပြီးတော့ကျွန်တော် video ထဲမှာ graphic design တွေကစားရတာတွေရှိမယ် documentary style video editing တွေ motion editing တွေကျွန်တော် typography လို့ခေါ်တဲ့အတတ်ပညာတွေပြီးတော့ social media နဲ့ပတ်သက်တဲ့ reels တွေဆိုရင်ဘယ်လိုတင်ရမလဲ long form တွေဆိုဘယ်လိုတင်ရမလဲ frame အချိုးအစားအမျိုးအစားတွေကဘယ်လိုတွေရှိသလဲဒီအရာတွေအားလုံးကိုတနေရာထဲမှာခင်ဗျားအနေနဲ့သင်ယူတက်မြောက်ခြင်းနဲ့ဆိုရင်တော့ဒီ OMI ဆိုတဲ့ class လေးကခင်ဗျားအတွက်ပဲဖြစ်လိမ့်မယ်အကယ်၍ခင်ဗျားအနေနဲ့ဒီ video လေးကနေပြီးတော့ကျွန်တော်ရဲ့ code number ကိုသုံးပြီးတော့မှသွားအပ်မယ်ဆိုရင်ခင်ဗျားအတွက်ကို discount 9000ရမှာဖြစ်ပါတယ်အဲ့တော့ခင်ဗျားလူငယ်တယောက်လည်းဖြစ်တယ် freelance လည်းလုပ်ချင်တယ်အတတ်ပညာတစ်ခုလည်းမဖြစ်မနေတက်ရမယ်ဆိုရင်အဲ့ဒါ video editing ပဲဖြစ်လိမ့်မယ်ကောင်းမွန်တဲ့အနာဂတ်တွေပိုင်ဆိုင်တဲ့လူငယ်တွေဖြစ်ကြပါစေလို့ဆုတောင်းပေးပါတယ်ကျွန်တော်တို့ငိမ့်ထက်လည်းမှာ trainer coach ဖြစ်ပါတယ်သင်တန်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိချင်တယ်ဆိုရင်တော့ဒီ Telegram account လေးမှာသွားပြီးတော့စုံစမ်းနိုင်ပါတယ်